ခင်မုန်းဖြစ်သူအိတ်နေတော့မှသူ့ဇနီးရဲ့ကြောကုန်းပေါ်ကကျူအားကုတ်တစ်ခုကိုသတိထားမိသွားပါတယ်အဲ့ဒါကဘာလဲဆိုတာကိုသိကျင်သွားတာနဲ့သူ့ဖုန်းနဲ့ချက်ချင်းပဲစကင်ဖက်ကြည့်လိုက်ပါတယ်အံ့ဩစရာကောင်းတာကအထဲမှာတစ်ခုခုရှိနေပြီးဖွင့်ဖို့အတွက်စကားဝက်လိုတဲ့ဂီဂါဘိုင်90စာရှိတဲ့ကလောက်ဖိုင်တွေတစ်ခုဖြစ်နေတာပါဒီအထဲမှာဘယ်လိုဗီဒီယိုမျိုးတွေရှိနေမလဲဆိုပြီးသူတွေးနေတော့မှပဲဇနီးဖြစ်သူကရုတ်တရက်နိုးလာပါတယ်သူမကပင်ပန်းနေပြီဖြစ်လို့သူ့ကိုလည်းစောစောအိတ်ဖို့ပြောပါတယ်သူမရဲ့မျက်နှာအမူအရာကိုကြည့်ပြီးအမျိုးသားကတိလိုက်ပါတယ်သူမကအဲ့ဒီကျူအားကုတ်ကိုတိပုံမရပဲတယောက်ကနောက်ပြောင်ထားတာဖြစ်မယ်လို့သူထင်လိုက်ပါတယ်သူကအများကြီးဆက်မတွေးတော့ပဲမိပိတ်ပြီးအိတ်လိုက်ပါတယ်နောက်တစ်နေ့မှာစီးပွားရေးခီးစဉ်အတွက်လေရင်ပေါ်ကိုသူတက်လိုက်တဲ့အခါတိုက်ဆိုင်ဆိုင်သူ့ဇနီးအလုပ်လုပ်တဲ့လေရင်ဖြစ်နေပါတယ်သူမကိုအံ့ဩသွားစေခြင်းတဲ့အတွက်သူ့ကိုယ်သူထုံမပြဖို့ဆုံးဖြတ်လိုက်ပြီးနှာခေါင်းစည်းတက်ကသပင်တွေကိုဖော့ပစ်ပြီးသူစိမ့်တယောက်လိုရုပ်ဖြတ်ထားလိုက်ပါတယ်မျက်စိမှုန်နေတဲ့ဇနီးဖြစ်သူကသူ့ကိုမမှတ်မိပဲအထူးဧည့်သည်တယောက်လိုထင်သွားပါတယ်သူမကိုယ်တိုင်ပဲသူ့ကိုပထမတန်းခီးတဲ့အခန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုအံ့အားသင့်သွားစေတာကပထမတန်းကထိုင်ကုန်12ခုမှာလေရင်မဲ10ယောက်ကဧည့်သည်တွေကိုကိုယ်တိုင်ကိုယ်ကျပြုစုပေးနေတာပါသူလမ်းလျှောက်သွားတဲ့အခါထူးဆန်းတာတစ်ခုကိုသတိထားမိသွားပါတယ်အမျိုးသားခီးတဲ့တိုင်းရဲ့ရှေ့မှာရေခဲစိမ်အမေရိကန်နိုကော်ဖီတစ်ခွက်စီရှိနေတာပါပထမတော့သူကအများကြီးမတွေးပဲဇနီးဖြစ်သူညွှန်ပြတဲ့အတိုင်းဝင်ထိုင်လိုက်ပါတယ်သူမကသူ့ကိုဖက်နှက်လဲပေးဖို့တောင်ကူညီပေးခဲ့ပါတယ်ဒါပေမဲ့ဖက်နှက်လဲလို့ပြီးသွားတဲ့အခါဇနီးဖြစ်သူကဘာတောက်ချင်လဲဆိုတာကိုလှုပ်ဝက်ဆန်းကျဲတဲ့ဟန်နဲ့မေးလိုက်ပါတယ်သူကတခြားသူတွေတောက်နေတာကိုလှမ်းကြည့်လိုက်ပြီးရေခဲစိမ်အမေရိကန်နိုတစ်ခွက်ပဲပေါ့ပေါ့ပပမာလိုက်ပါတယ်သူ့ဇနီးကကျဉ်းနှက်သွားတဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်ပါတယ်သူမကအရင်ကသူ့ကိုဒီလိုမျိုးယူရတခါမှမဆက်ဆံဘူးတဲ့အတွက်သူမရဲ့ကျဉ်းနှံမှုကြောင့်သူ့ထပ်ပြီးမြင့်တက်သွားပြန်ပါတယ်ဒါပေမဲ့သူမကအလုတ်ချိန်ဖြစ်နေလို့ဆိုပြီးသူကဂယုမဆိုင်ဖဲနေလိုက်ပါတယ်ခဏကြာတော့သူမကအရှိမဧည့်သည်တွေတန်းစီနေသေးတယ်လို့ပြောတဲ့အခါသူ့ကိုပို့ပြီးဇဝေဇဝါဖြစ်သွားစေပါတယ်တောက်စရာတစ်ခုအတွက်နဲ့လူတွေကဘာလို့တန်းစီနေရမှာလဲဆိုပြီးတော့ပေါ့အဲ့ဒီနောက်တခြားလေရင်မဲတယောက်ရောက်လာပြီးသူ့ဘောကိုမတော်တဆပြုတ်ကျသွားပါတယ်သူမကအမြန်တောင်းပန်လိုက်ပါတယ်ဝန်ထမ်းတွေဘလောက်တောင်ယဉ်ကျေးလဲဆိုတာကိုသူကအံ့ဩနေတော့မှပဲဇနီးဖြစ်သူကရုတ်တရက်ပေါ်လာပြီးအဲ့ဒီလေရင်မဲကိုပြင်းပြင်းထန်ထန်စူပူလိုက်ပါတယ်ပြီးတော့သူမရဲ့လုပ်ရက်နဲ့ခွင့်လွှတ်မှုတောင်းခံဖို့ပြောလိုက်ပါတယ်လေရင်မဲလေးကတောက်စရာကိုယူပြီးရိုးရိုးသားသားဒူးထောက်ကသူ့ကိုဆက်တက်လိုက်ပါတယ်ပြီးတော့သူမကိုခွင့်လွှတ်ပေးမလားလို့မေးပါတယ်သူကခေါင်းညိတ်ပြပြီးတဲ့နောက်ဇနီးဖြစ်သူထွက်သွားပါတယ်သူကနှာခေါင်းစည်းကိုအမြန်ချွတ်လိုက်ပြီးရေခဲစိမ်အမေရိကန်နိုကိုတငုံတောက်ကြည့်လိုက်ပေမဲ့ဘာထူးခြားမှုမှမတွေ့ရပါဘူးအဲ့ဒီအချိန်မှာပဲတူညီတဲ့တောက်စရာကိုမှာထားတဲ့ဧည့်သည်တွေအားလုံးကို3ယောက်တစုနဲ့အင်ဒါစီကိုခေါ်ဆောင်သွားတာကိုသူသတိထားမိသွားပါတယ်ဒါကသူ့ကိုပိုပြီးတန်တရားဝင်သွားစေပါတယ်အထူးသဖြင့်အဲ့ဒီတောက်စရာကိုကင်ထားတဲ့ဧည့်သည်တယောက်ကအချိန်ကြပြီလို့ပြောနေတယ်လို့မျိုးသူ့ဇနီးကိုအချက်ပြလိုက်တဲ့အချိန်မှာပေါ့အဲ့ဒီနောက်သူတို့2ယောက်အင်ဒါတဲကိုအတူတူခိုးဝင်သွားကြပါတယ်သူကပိုပြီးဇဝေဇဝါဖြစ်လာပါတယ်ပုံမှန်ဆိုရင်လေရင်တစ်စင်းမှာအင်ဒါနှလုံးပဲပါတာပါဒါပေမဲ့အခုလူ3ယောက်ဝင်သွားတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်အချိန်တွေကြာလာပေမဲ့ဘယ်သူမှထွက်မလာကြပါဘူးနောက်ဆုံးတော့ပထမဆုံးလေရင်မဲလေးထွက်လာပါတယ်သူမရဲ့ပြာရခတ်နေတဲ့အမူအရာကအမျိုးသားကိုပိုပြီးစိတ်မသက်မသာဖြစ်သွားစေပါတယ်သူ့ဇနီးကအခုထိထွက်မလာသေးတဲ့အတွက်သူကအင်ဒါသုံးချင်တယ်လို့ပြောလိုက်ပါတယ်လေရင်မဲလေးကသူ့အတွက်တကားဖွင့်ပေးလိုက်ပေမဲ့အထဲမှာအရာအလုံးကပုံမှန်ပါပဲသူကစိတ်မတည်မငြိမ်နဲ့အဲ့ဒီမှာထိုင်နေပြီးသူ့ဇနီးကိုတန်တရားဝင်မိတဲ့အတွက်သူ့ကိုသူတောင်အပြစ်တင်မိပါသေးတယ်စိတ်ကိုပြန်လဲတည်ငြိမ်အောင်ထားပြီးတဲ့နောက်နှာခေါင်းစည်းကိုပြန်တက်ကအပြင်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့သူ့ခုံကိုပြန်ရောက်တဲ့အချိန်မှာပဲဇနီးဖြစ်သူကလည်းဖိုတီဖက်တီပုံစံနဲ့ကက်လန့်ကအနောက်ဘက်ကနေထွက်လာပါတယ်သူမရဲ့အနောက်မှာသူမနဲ့အတူဝင်သွားခဲ့တဲ့လူငယ်လေးလည်းလိုက်ပါလာပါတယ်သူ့ကိုပိုပြီးအံ့အားသင့်သွားစေတာကသူမရဲ့ခြေအိတ်ရှည်တွေပျောက်နေတာပါပဲစောစောကသူမဝတ်ထားခဲ့တာကိုသူတိတိကျကျမှတ်မိနေပါတယ်ဘာလို့ရမှန်းမသိပဲအဲ့ဒီမှာထိုင်နေတော့အနီးနားကခီးတဲ့တွေတီးတိုးပြောနေတာကိုသူကြားလိုက်ရပါတယ်ရေခဲစိမ်အမေရိကန်နိုရဲ့အတိတ်ပဲအစ်စ်ကဘာလဲဆိုတာကိုသိကျင်နေတော့မှနောက်ထပ်ခီးတဲ့တယောက်ကအဲ့ဒီတောက်စရာကိုထပ်မာတာကိုသူမြင်လိုက်ရပါတယ်အဲ့ဒီအမျိုးသားကကျင်းတဲ့အမူအရာနဲ့တောက်လိုက်ပြီးချက်ချင်းပဲအားအင်တွေပြေဝသွားတယ်လို့မျိုးဖြစ်သွားပါတယ်သူကအိမ်သာသွားခြင်းတယ်လို့ချက်ချင်းပြောလိုက်ပြီးသူ့ဇနီးကနောက်တစ်ကြိမ်သူ့ကိုအဲ့ဒီစီခေါ်သွားပြန်ပါတယ်သူမရဲ့ခင်မုန်းတယောက်အနေနဲ့သူဆက်ပြီးတိတ်တိတ်နေလို့မရတော့ပါဘူး